လူတစ်ယောက်ကရေတွင်းထဲကိုမတော်တဆပြုတ်ကျသွားခဲ့တဲ့ရေတွင်းအောက်ခြေကိုကြာခါနီးလေးမှာပဲနဂါမဏိပတိစိတ်တစ်စိတ်ကသူ့ခန္ဓာကိုယ်ရဲ့ရုတ်တရက်ဝင်သွားခဲ့တဲ့စိတ်ဝိညာဉ်ရောထွေးနေတာလို့ထင်လိုက်ရတဲ့ခဏမှာပဲစမ်းကြဲတဲ့အင်အားတစ်ခုကသူ့ကိုရေတွင်းထဲကနေအပြင်ကိုဆွဲထုတ်လိုက်တယ်။အဲ့ဒီအချိန်မှာသူ့လက်ဝါးကရုတ်တရက်ပြင်းထန်စွာပူလောင်တဲ့ဝေဒနာကိုခံစားလိုက်ရတယ်မကြခင်မှာပဲသူ့လက်ထဲမှာနဂါမဏိပတိစိတ်ပေါ်လာခဲ့တဲ့သူလည်းခါထုတ်ပစ်ဖို့လက်ကိုအမြန်ခါလိုက်တာရေထဲမှာရေဝဲတစ်ခုဖြစ်ပေါ်သွားပြီးရေမျက်နှာပြင်ပေါ်ကနေငါးတွေအမြောက်များပြန်ထွက်လာခဲ့ကြတယ်။သူဟာရေကိုထိန်းချုပ်နိုင်တဲ့စူပါပါဝါရသွားပြီဆိုတာသိလိုက်ရတယ်။သူကကံဘက်ကိုလက်ဆန့်ထုတ်လိုက်တော့ခဏန်းတစ်ကောင်ပြန်ထွက်လာပြီးသူ့လက်ထဲလာကြတယ်။ဒီလူတွေရလာတဲ့ရေထွက်ကုန်တွေကိုဈေးမှာတွားရောင်းခဲ့တယ်။ဟိုတယ်မန်နေဂျာတယောက်ကရေထွက်ကုန်တွေအရန်လက်ဆက်တာကိုတွေ့တော့တပေါင်ကိုဒေါ်လာ120နဲ့ဝယ်ဖို့စိတ်ကူးလိုက်တယ်။ဒါပေမဲ့အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တယောက်ကဒီမြင်ကွင်းကိုတိုက်ဆိုင်မြင်သွားပြီး1ကီလိုဂရမ်ကိုဒေါ်လာ200နဲ့တိုက်ရိုက်ကမ်းလှမ်းခဲ့တယ်။သူမနဲ့ပူးပေါင်းဆောင်ရွက်ရင်ရေတတဝါရောင်းရငွေကနေပုံမှန်အမျက်ဆုံးအများကြီးရနိုင်မယ်လို့ဒီလူစဉ်းစားမိတာကြောင့်နောက်ဆုံးမှာနှစ်ဦးနှစ်ဖက်သဘောတူညီမှုရသွားခဲ့ကြတယ်။အိမ်ပြန်ရောက်တာနဲ့အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်ကဖုန်းဆက်လာပြီးရေထွက်ကုန်တွေအားလုံးခဏလေးနဲ့ကုန်သွားပြီဖြစ်လို့နောက်တစ်တုပ်မြန်ပို့ပေးဖို့တိုက်တွန်းခဲ့တယ်။ဒီလူလည်းရေတတဝါတွေထပ်ဆူဆောင်ဖို့အိုင်ဘက်ကိုထွက်လာခဲ့တယ်။အဲ့ဒီအချိန်မှာပဲရေအောက်မှာထူးဆန်းတဲ့အလင်းရောင်စုတွေကိုသတိပြုမိလိုက်တယ်။ဒါတကယ်တော့အလင်းလက်နေတဲ့ရေချိုကုန်းကောင်ဖြစ်နေတာပါ။အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်ကဒီလိုကုန်းကောင်မျိုးတစ်ခါမှမမြင်ဘူးဆိုပြီးဒေါ်လာ100သူညပေးပြီးဝယ်ယူခဲ့တယ်။ဒီလူလည်းအရန်ဝမ်းသာသွားခဲ့တယ်။ဒါပေမဲ့လှည့်ကြည့်လိုက်တဲ့အချိန်မှာငါးမဖမ်းရသတိပေးဆိုင်ပုတ်ကိုမြင်လိုက်ရတာကြောင့်တွေးတော့စရာဖြစ်သွားခဲ့တယ်။သူကခန္ဓာကိုယ်ထဲကနဂါမဏိပတိစိတ်ရဲ့အထူးစွမ်းကိုသတိရသွားပြီးပတိစိတ်ကိုထုတ်ယူကရေကန်ထဲထည့်လိုက်တဲ့တောက်ပါတဲ့အလင်းရောင်ကရေကန်တစ်ခုလုံးမှာချက်ချင်းပြည့်နေသွားပြီးရေကန်ထဲကရေတွေလည်းလုံးဝကြည်လင်သွားတာကိုတွေ့လိုက်ရတယ်။ဒီတော့သူဟာမြင့်မြတ်တဲ့နဂါရဲ့အစွမ်းနဲ့ရေကန်ရဲ့ဝက်ကွယ်ထားတဲ့လှုပ်ဝက်ချက်တွေကိုညဘက်မှာစူးစမ်းရှာဖွေဖို့ပြင်ဆင်လိုက်တော့တယ်။